Tony Stark ဆိုတဲ့ကောင်လေးဟာအမေရိကန်ရဲ့နာမည်ကြီးဆုံးသိပ္ပံပညာရှင်ဖြစ်တဲ့ Howard Stark ရဲ့တူဦးတည်းတော့တားဖြစ်ပြီးတော့ Howard Stark နဲ့သူ့မိန်းမတိတ်ဆုံးပြီးသွားတဲ့အချိန်မှာသူတို့လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီကိုတားဖြစ်တဲ့ Tony Stark ကပဲလက်လွဲတောင်းယူခဲ့လိုက်တယ်။ Tony Stark ဟာငယ်ငယ်ရွယ်ရွယ်နဲ့ Stark Industry ရဲ့လက်နက်ကုမ္ပဏီကြီးတစ်ခုလုံးကိုဆက်လက်လည်ပတ်နေခဲ့ပြီပဲဖြစ်ပါတယ်။တရက်မှာတော့ Stark က Afghanistan မှာသူ့ရဲ့လက်နက်တွေကိုတွားရောက်ပြီးတော့လက်တွေပြသတဲ့အချိန်ထိုးစစ်သားတချို့နဲ့လမ်းမှာပြန်လာခဲ့တယ်။လိုင်းခင်းမှာတော့ရီမမောရှိနေခဲ့က Stark ကိုလည်းစစ်သားတွေအားလုံးကတဘောချနေခဲ့ကြတယ်။ဒါပေမဲ့လည်းရုတ်တရက်ကြီးမထင်မှတ်ထားလိုက်ရတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒါကတော့သူတို့တွေတပုံရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးသူ့ကိုကာကွယ်ပေးနေတဲ့စစ်သားတွေလည်းတယောက်ပြီးတယောက်တပုံတွေရဲ့ပြစ်တက်ခြင်းကိုခံလိုက်ရတယ်။တိုနီလည်းကားထဲနေလို့မရတော့ဘူးဆိုတာသိတာကြောင့်ချက်ချင်းပဲအပြင်ကိုပြေးထွက်ပြီးသူ့ရဲ့လူတွေကိုဖုန်းနဲ့လမ်းပြီးတော့ဆက်သွယ်ဖို့အတွက်လှုပ်တဲ့အချိန်ဘုံတစ်လုံးကသူ့စီမှာရောက်လာပြီးပောက်ကွဲသွားခဲ့တာကြောင့်သူလည်းနောက်ကိုလွင့်သွားခဲ့ပြီးတော့မိလဲသွားခဲ့တယ်။ဒါပေမဲ့ကံကောင်းကျင်တော့ Tony Stark တယောက်အသက်ရှင်လျက်ရှိနေသေးပြီးတပုံတချို့ကသူ့ကိုပြန်ပေးဆွဲသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါမတိုင်ခင်လွန်ခဲ့တဲ့48နာရီကအမေရိကန်ရဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့ Rudy ဟာ Stark ကိုစုပေးဖို့အတွက်လုပ်နေခဲ့ပေမဲ့ Tony ကတော့စုပွဲကိုတော့မလာပဲသူ့ရဲ့ကိုစား OB ကပဲစုသက်ယူပေးနေခဲ့ရတယ်။ Tony ကတော့ကာစီနိုမှာကောင်မလေးတွေနဲ့တာယာနေခဲ့ပြီးသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဗိုလ်ချုပ်ကပဲသူ့ကိုစုလာပေးနေခဲ့ရတယ်။ Tony ကတော့အဲ့ဒါတွေကိုဂူးမဆိုင်ပဲဘီလီယံနာကြီးဖြစ်တဲ့အတွက်အပျော်ဟိုပဲပို့ပြီးတော့စိတ်ဝင်စားနေခဲ့တယ်။ဒီလိုနဲ့အိမ်ကိုပြန်တော့မဲ့လမ်းမှာလဲသူရခဲ့တဲ့စုကိုတော့မှကြုံရလူကိုပဲပေးခဲ့လိုက်တယ်။တရင်တောက်မလေးတယောက်ကသူ့ကိုတရင်လာစုံစမ်းနေတော့တရင်တောက်မလေးကိုလည်းလာနေလို့ဆိုပြီးဖွန်ချောင်နေခဲ့ကမိကုန်းကမေးဖြေလေးတွေလုံနေရင်ကရင်ဘော်ကိုတန်းတန်းကြီးရောက်သွားခဲ့ကြတယ်။ဒီလိုနဲ့အဲ့ဒီတရင်တောက်မလေးပြန်နိုးလာတော့အနားမှာတိုနီကိုမတွေ့ရတော့ပဲရန်ကိုခန်းနာလွန်းနဲ့တိုနီရဲ့အိမ်အပြင်စင်တွေကိုပဲလိုက်ကြည့်နေခဲ့မိတယ်။ဒီလိုနဲ့အော်တကြီးနဲ့အကုန်လုံးကိုလိုက်ဆက်စုနေခဲ့မိတယ်။တိုနီကတော့ရာရာအားလုံးရှိနေခဲ့ကအရာရာကိုလည်းပို့ပို့တန်တန်ပဲတွေးနေခဲ့တယ်။အခုလည်းအာဖဂန်နစ္စတန်ကိုသွားရမယ့်ခရီးစဉ်မှာတိုနီတယောက်နောက်ကျနေခဲ့ပြီးသူ့ရဲ့ကားကိုရှောက်ကလိနေခဲ့တာကြောင့်သူ့ရဲ့အထွေထွေတင်းရမှုဖက်ပါကပဲလာပြီးတတိပေးလိုက်ကအာဖဂန်နစ္စတန်ကိုသွားမယ့်ခရီးစဉ်ကိုအမြန်ပဲထွက်လာခဲ့တယ်။သူ့ကို3နာရီတီတီစောင့်နေတဲ့သူ့ရဲ့ချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ဗိုလ်ချုပ်ဖြစ်တဲ့ Rudy ကတော့သူ့ကိုစိတ်ကောက်နေခဲ့ပြီးဘလို့ပဲဖြစ်ဖြစ်သူတို့တွေအာဖဂန်နစ္စတန်ကိုရောက်သွားခဲ့ကြတယ်။ပြီးတော့ထိုနီကအမိုက်စားပုံစံနဲ့တူတိတီထင်ထားတဲ့ဂျယ်ရီကိုဒုံးကြီးကြောင်းကိုရှင်းပြနေခဲ့ပြီးထိုနီကတူ့ဖေရဲ့လမ်းစဉ်အတိုင်းငင်းချမ်းရေးကိုရှာဖွေဖို့အတွက်လက်နက်တွေကိုဖန်တီးမှရမယ်ဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့်ခုလိုမျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ပဲမော်ဒယ်အသစ်ဖြစ်တဲ့ဂျယ်ရီကိုဒုံးကြီးကိုလွတ်တင်လိုက်ပြီးဒုံးကြီးတစ်လုံးနဲ့တောင်တန်းတစ်ခုလုံးကိုပါဖြိုနိုင်တာကြောင့်တောတောင်တွေထဲမှာပုံနေတဲ့တပုံတွေလည်းခံနိုင်မှာမဟုတ်ဘူးဆိုပြီးပြောနေခဲ့တယ်။ဒီလိုနဲ့ presentation ကကောင်းလွန်းတာကြောင့် American စစ်တပ်ဘက်ကလည်းတန်း900ဘူးလောက်ကိုဝယ်အောင်မယ်ဆိုတာသိလိုက်ရတယ်။ဒါပေမဲ့အဲ့ဒီပွဲကနေအပြန်မှာတော့ထိုနီတယောက်ပြန်ပေးဆွဲခံလိုက်ရတယ်။ဒဏ်ရာပြင်းထန်ရနေတဲ့သူ့ကိုလည်းတယောက်ယောက်ကစိတ်ကူဝေးနေခဲ့ကထိုနီတယောက်ပြန်နိုးလာတဲ့အချိန်မှာတော့အနားမှာမုတ်စိတ်ရိပ်နေတဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။ဂရင်ဘော်ကနေထားဖို့အတွက်လုပ်ပေမဲ့သူ့ရဲ့ရင်ဘတ်မှာတခုခုထည့်ထားတာကိုတတိထားမိသွားခဲ့ပြီးပြန်ကြည့်လိုက်တော့အဲ့ဒါကလျှက်စစ်တန်လိုက်တခုဆိုတာသိလိုက်ရတယ်။တကယ်တော့ဘုံစားတွေကတိုနီရဲ့ကိုတွင်းအင်္ဂါတွေကိုအများကြီးဝင်သွားခဲ့တာဖြစ်ပြီးတော်တော်များများကိုတော့သူဖယ်ထားနိုင်ခဲ့ပေမဲ့ကျန်နေတဲ့အစိတ်ပန်းတချို့ကနှလုံးနဲ့ရန်ကိုနီးနေခဲ့တာကြောင့်အဲ့ဒီလျှက်စစ်တန်လိုက်ကိုထည့်ပြီးနှလုံးထဲကဘုံစားတွေမဆိုင်ဖို့အတွက်ကာကွယ်ပေးထားရတာဖြစ်ကြောင်းပြောပြခဲ့တယ်။အဲ့လိုနဲ့တိုနီလည်းမတက်တာပဲလက်ခံလိုက်ရတယ်။တိုနီနိုးလာတာကြောင့်တပုံတွေရောက်လာတော့မှဖြစ်ပြီးအဲ့ဒီလူကလည်းတိုနီကိုသူပြောလိုမျိုးလုပ်ဖို့အတွက်ပြောနေခဲ့ကတပုံတွေရဲ့ခေါင်းဆောင်ကရောက်လာခဲ့တယ်။အဲ့ဒီလူကတပုံတွေရဲ့ဘာသာစကားကိုလည်းတတ်နေခဲ့ကတိုနီကိုလည်းပြန်ပြီးတော့ဘာသာပြန်ပေးနေခဲ့တယ်။တပုံခေါင်းဆောင်ကအရင်ဆုံးတိုနီစတက်ကိုချီးမွမ်းစကားတွေဆိုနေခဲ့ကတိုနီကိုသူတို့ဖမ်းလာရတဲ့အကြောင်းရင်းကတော့လက်နဲ့လောက်ခိုင်းမလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တိုနီကတော့ညှင်းလိုက်တာကြောင့်ချက်ချင်းပဲနှိပ်စက်ခံလိုက်ရပြီးဒါတောင်လက်မခံသေးတဲ့တိုနီကိုအပြင်ခေါ်ထုတ်လာခဲ့လိုက်တယ်။အဲ့လိုနဲ့တိုနီလည်းအပြင်ကိုထွက်ချီလာတော့အဲ့ဒီတပုံတွေမှာသူ့ကုမ္ပဏီကထုတ်လုပ်ထားတဲ့လက်နက်မျိုးစုံရှိနေတယ်ဆိုတာသိလိုက်ရတယ်။ဒီလိုနဲ့မေကွန်ပေါင်းများစွာနဲ့တိုနီလည်းဘာလို့လုပ်ရမလဲမသိဖြစ်သွားခဲ့ကတိုနီရဲ့နားမှာရှိနေတဲ့သူကလည်းတိုနီဒီကနေထွက်သွားဖို့ကနီလန်တစ်ခုတည်းရှိကြောင်းပြောပြလိုက်ကတိုနီလည်းလုံးဖို့ကိုဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့သူ့အတွက်တီထွင်ခန်းဖြစ်အောင်လို့အခန်းမှာလိုအပ်တဲ့အရာမှန်သမျှကိုတောင်းဆိုလိုက်ပြီးသူ့ရဲ့အရင်ကလက်နက်တွေရဲ့ကုန်ကျန်းတွေကိုယူနေခဲ့တယ်။သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ဒုံးကြီးတွေရဲ့အကြောင်းကိုလည်းအားလုံးသိနေခဲ့ပြီးလိုအပ်တဲ့အပိုင်းစားတွေကိုပဲထုတ်ယူနေခဲ့ကသူ့ရဲ့အခန်းပေါ်ကိုလည်းဘယ်ဟာကဘာလဲဆိုတာကိုရှင်းပြပေးနေခဲ့တယ်။မကြောက်မလန့်နဲ့ဒုံးကြီးတွေကိုဖြုတ်နေခဲ့တဲ့တိုနီကိုအဲ့ဒီအခန်းပေါ်ကလည်းကြည့်ပြီးတော့တော်တော်လေးအံ့ဩနေခဲ့တယ်။တပုံတွေဘက်ကလည်းဘာမှနားမလည်ပေမဲ့ CCTV ကနေတိုနီလုံနေတာတွေကိုပဲစောင့်ကြည့်နေခဲ့ရတယ်။တိုနီရဲ့အခန်းပေါ်ကလည်းသိပ္ပံပညာရှင်တယောက်ပဲဖြစ်တာကြောင့်တိုနီအတွက်တော်တော်လေးကိုအကူအညီရနေခဲ့တယ်။တိုနီကဘာမှမသိတဲ့ပိုင်းစားတွေအားလုံးကိုစုပြီးတော့ဖြစ်စည်းတစ်ခုကိုလည်းတီထွင်နေခဲ့တယ်။အဲ့ဒါကတော့တခြားအမဟုတ်ပဲသူ့ရဲ့ရင်ဘတ်မှာထည့်ရတဲ့လက်စစ်တန်လိုက်ဖြစ်ပြီးသူအခုတီထွင်လိုက်တဲ့အရာကဘက်ထရီနဲ့အားသွင်းစရာမလိုတော့ပဲစွမ်းရည်အများပြားကိုထုတ်လုပ်နိုင်ကြောင်းပြောပြခဲ့ကသူ့ရဲ့ပင်မစခန်းမှာဆိုရင်ဒီထက်ပိုကြီးကြောင်းပြောပြခဲ့တယ်။သူကတော့ပုံစံငယ်လေးကိုပဲလောက်ထားခဲ့တာပဲဖြစ်ပါတယ်။စွမ်းရည်အရင်းမြစ်ကိုရရှိသွားပြီဖြစ်တာကြောင့်တိုနီကဒီကနေထွက်နိုင်ဖို့အတွက်လက်နက်ဖန်တီးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလက်နက်တွေတပ်ဆင်ဖို့အတွက်ပုံချမ်းဆွဲခဲ့လိုက်တယ်။ဒီလိုနဲ့တိုနီတယောက်သူ့ရဲ့အခန်းပေါ်နဲ့လည်းအစဉ်ပြေကားစားပြုလာခဲ့ပြီးအခုကျမှပဲအခန်းပေါ်ရဲ့နာမည်တွေကိုပါမေးနေခဲ့ကအခန်းပေါ်ရဲ့နာမည်က Vincent ဆိုတာသိလိုက်ရတယ်။တပုံကောင်းဆောင်ကလည်းမထင်လို့သူ့ကိုလာရောက်စစ်ဆေးနေခဲ့ပြီးတိုနီတို့ဘာလုပ်နေတာမှမသိပေမဲ့အလုပ်လုပ်နေတာကိုမြင်ပြီးတော့ကျေနပ်နေခဲ့ကြတယ်။တိုနီလည်းအားကျုံးမှန်တန်နဲ့စူးစမ်းနေခဲ့ပြီးနောက်ဆုံးမှာတော့သူဖန်တီးထားတဲ့ຢာကအကောင့်ထဲပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။သူ့ရဲ့လက်ထောက်ဖြစ်တဲ့ Vincent ကလည်းတိုနီကိုအစွမ်းကိုကူညီပေးနေခဲ့တယ်။ဒီလိုနဲ့အားလုံးပြီးဆုံးသွားပြီးတက်ဆင်ရမယ့်အချိန်ကိုရောက်လာခဲ့ကတိုနီတို့စီစဉ်ထားတော့
လို့ဖြစ်တော့မဲ့ချိန်တပုံကောင်းဆောင်ကမူမမှန်တာကိုခန်းစားမိသွားခဲ့တယ်အဲ့လိုနဲ့တွားရောက်စစ်စေခိုင်းလိုက်တော့တိုနီကိုပါမတွေ့လိုက်ရတာကြောင့်တကားကိုအတင်းဆွဲဖွင့်တော့မဲ့ချိန်တကားမှာကတိုနီတို့အတင်းသက်ဆင်ထားတဲ့ဘုံကြောင့်ပောက်ကွဲမှုကြီးဖြစ်သွားခဲ့တယ်ဒါပေမဲ့တိုနီတို့ဘက်မှာလည်းအခက်တွေ့နေခဲ့ပြီးအင်ဂျင်တစ်ခုလုံးကိုအသုံးပြုဖို့အတွက်ပါဝါကိုအားသွင်းပေးရမှာဖြစ်ပြီးအားလုံးကို install တင်နိုင်ဖို့အတွက်လည်းအချိန်လိုအပ်နေခဲ့တယ်အဲ့အချိန်မှာသူ့ရဲ့လက်ထောက်ဖြစ်တဲ့ Rinsan ကပဲအချိန်ဆွဲထားပေးမယ်ဆိုပြီးတက်လက်နဲ့ရှေ့ကိုတက်သွားခဲ့တယ်ဒီလိုနဲ့တိုနီရဲ့ပြင်ဆင်မှုအားလုံးကလည်းပြီးဆုံးသွားခဲ့ပြီးသူ့ကိုလာရှာတဲ့တပုံတွေကိုလည်းအမှန်ကန်တွေပြန်ပြီးတော့တီးနေခဲ့ပြီးပဲဖြစ်ပါတယ်သူ့ရဲ့တန်ဆက်ရုပ်ဝင်းယုံကြီးကတော်တော်လေးကိုထူနေခဲ့ကတက်နက်တွေတောင်မဖောက်ဝင်နိုင်ပဲဖြစ်နေခဲ့တယ်ပြီးတော့သူ့ရဲ့ power system ကလည်းတော်တော်လေးကိုအားပြင်းနေခဲ့ပြီးလက်တီတစ်ချမ်းနဲ့လူတွေကိုလွင့်သွားအောင်လုပ်နိုင်ခဲ့တယ်စစ်သားတွေလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးနေခဲ့ကြပြီးတိုနီကခတ်ထားတဲ့တန်တကားကြီးကိုတော့မှအตาအရာလေးဖြတ်စည်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တပုံတွေလည်းဘေးကျုံအောင်ပြေးနေရပြီးသူ့ကိုဘယ်တနက်ကမှမဖောက်ထွင်းနိုင်ပဲဖြစ်နေခဲ့တဲ့ချိန်အပြင်ကိုရောက်လာတဲ့ချိန်မှာတော့တပုံကောင်းဆောင်ကိုလည်းသူ့ရဲ့လက်မှာတပ်ဆင်ထားတဲ့လက်နက်နဲ့ပစ်ချလိုက်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့သူ့ရဲ့လက်ထောက်ရင်ဆန်ကတနက်တန်ရာကြောင့်လဲကျနေခဲ့ပြီးတိုနီရဲ့အသက်ကိုလည်းအလဟတာမဖြစ်ဖို့အတွက်ပြောနေခဲ့ကတိုနီကိုကူညီပေးခဲ့ရတဲ့အတွက်သူ့ကိုယ်သူလည်းဂုဏ်ယူနေခဲ့ကတိုနီရဲ့လက်ထဲမှာပဲတိတ်ဆုံးသွားခဲ့တယ်ဒီလိုနဲ့တိုနီတယောက်ဂူထဲကနေပြန်ထွက်လာတဲ့ချိန်မှာတော့တပုံတွေအားလုံးကလည်းသူ့ကိုတနက်တွေနဲ့ဝိုင်းပစ်နေခဲ့ပြီးတိုနီကိုတော့ဘာမှထိခိုက်ဒဏ်ရာမရစေပဲသူ့အစ်စ်လှုပ်ထားတဲ့မီးတနက်နဲ့ပဲလိုက်ပစ်လိုက်ကတပုံတွေမှာရှိနေတဲ့သူ့ရဲ့လက်နက်တွေအားလုံးကိုဖျက်ဆီးလိုက်တယ်ပုံမှန်တနက် rifle တွေကသူ့အတွက်ဘာမှမထိခိုက်ပေမဲ့လည်းမရှင်းဂန်နဲ့ပစ်တဲ့ချိန်မှာတော့သူကလည်းမခံနိုင်ပဲဖြစ်သွားခဲ့ရတယ်အဲ့လိုနဲ့မီးတနက်နဲ့စကန်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းနေခဲ့ကဒီပောက်ခွဲမှုကြားထဲကနေတိုနီတယောက်ပြန်ပြီးတော့ထွက်လာခဲ့တယ်ဒါပေမဲ့သူ့စက်ရုပ်ကပြန်တမ်းမှုမပြည့်စုံသေးတာကြောင့်ကန်တာရထဲမှာပဲပြတ်ကျသွားခဲ့တယ်တိုနီလည်းအမြန်ဆုံးအဲ့ဒီဝှကျုံတွေကနေထွက်လာခဲ့ရပြီးတဲကန်တာရထဲရှောက်သွားနေတော့သူ့ကိုလိုက်ရှာနေတဲ့အမေရိကန်စစ်သားတွေကသူ့ကိုတွေးရှိသွားခဲ့တယ်အဲ့လိုနဲ့3လကြာပြန်ပေးဆွဲခံလိုက်ရတဲ့တိုနီစတာ့တယောက်နောက်ဆုံးမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်လေရင်ကွင်းကနေသူ့ရဲ့လက်ထောက်ဖြစ်တဲ့ဘတ်ဘာကလည်းအတင်းဆောင်နေခဲ့ပြီးတိုနီကတော့ဘာမှတန်ရာကြီးကြီးမားမားမရပဲပြန်လည်လွတ်မြောက်လာခဲ့တယ်သူ့ရဲ့တွင်းရင်မှုဖြစ်တဲ့ဘတ်ဘာကတိုနီကိုစေးုံတစ်ခါတည်းခေါ်သွားဖို့အတွက်လုပ်နေခဲ့ပေမဲ့တိုနီကတော့သူပထမဆုံးလှုပ်ချင်တာကဟမ်ဘာဂါစားဖို့နဲ့တင်းစာရှင်းလင်းပွဲကိုတွားကျင်ကြောင်ပြောပြခဲ့ကပြန်လည်လွတ်မြောက်လာတဲ့တိုနီကိုအားလုံးကလည်းလက်ခုပ်တီးပြီးတော့ဝိုင်းအားပေးနေခဲ့ကြတယ်အဲ့ဒီအချိန်မှာဘဲကမှမသိတဲ့အေဂျင့်တယောက်ကဘတ်ဘာကိုလာရောက်မိတ်ဆက်နေပြီးတိုနီကိုအင်တာဗျူးချင်ကြောင်ပြောပြနေခဲ့တာကြောင့်ဘတ်ဘာလည်းစကားလောင်းကြောင်လွဲနေခဲ့ရတယ်အဲ့ဒီအချိန်မှာကုမ္ပဏီရဲ့ကြီးခဲ့ဖြစ်တဲ့ OB ကပဲတိုနီပြန်လာလို့ဆိုပြီးဝမ်းနဲ့စကားပြောနေတဲ့အချိန်တိုနီကတော့ဟမ်ဘာဂါစားပြီးတော့စောင့်ကြည့်နေခဲ့တယ်ဒီလိုနဲ့သူ့ရဲ့အမြင်တွေပြောင်းလဲသွားပြီဆိုပြီးပြောနေခဲ့ကသူဟာအရင်တော့ငင်းချမ်းရေးကိုရဖို့အတွက်အမေရိကန်အစိုးရကိုကူညီဖို့အတွက်လက်နက်တွေထုတ်လုပ်ခဲ့ပေမဲ့တကယ်တော့သူ့ရဲ့လက်နက်တွေကတခြားနေရာတွေမှာပို့ပြီးတော့တုံးနေတာကြောင့်လက်နက်ထုတ်လုပ်မှုကိုရပ်ဆိုင်းတော့မယ်ဆိုပြီးပြောပြခဲ့တယ်အဲ့စကားကိုကြားလိုက်ရတော့ OB လည်းချက်ချင်းပဲတင်းစာရှင်းလင်းပွဲကိုဖျက်သိမ်းလိုက်ရတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတိုနီကိုသွားပြောနေတဲ့အချိန်တိုနီကတော့သူတို့ရဲ့လက်နက်တွေကတပုံတွေစီရောက်သွားပြီးအပြင်းမဲ့တဲ့ပြည်သူတွေများပြားကိုတတ်နေကြောင်ပြောနေခဲ့ပေမဲ့အကြီးအကဲဖြစ်တဲ့ OB ကတော့သူတို့တွေဆယ်စုနှစ်ကျော်အောင်လက်နက်ထုတ်လုပ်လာပြီးမှအခုမှအဲ့လိုမျိုးရပ်ဆိုင်းလိုက်လို့မရဘူးဆိုပြီးပြောပြနေခဲ့တယ်တိုနီကလည်းသူရှာတွေ့လာတဲ့ကိစ္စတစ်ခုကို OB ကိုပြန်ပြီးတော့ပြောပြခဲ့တယ်လက်နက်ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်တဲ့ Stark Industry ကိုမီဒီယာတွေကလောင်ပြောင်နေခဲ့ပြီးဖက်ပါလည်းအဲ့ဒါကိုကြည့်နေတော့တိုနီကသူ့ကိုဖုန်းဆက်လမ်းခေါ်တာကြောင့်သူလည်းချက်ချင်းထွက်သွားခဲ့ရတယ်အဲ့လိုနဲ့တိုနီရဲ့စမ်းသပ်ခန်းထဲမှာတိုနီကဖက်ပါရဲ့လက်ဆိုင်ကိုလမ်းမေးနေခဲ့ပြီးဖက်ပါရဲ့လက်တွေကတေးနေခဲ့တာကြောင့်သူ့ကိုတခုတောင်းဆိုခြင်းကြောင့်ပြောပြခဲ့ကအဲ့ဒါကသူ့ကိုအသက်ဆက်ပေးနေခဲ့တာကြောင့်သူ့အခုအဆင့်မြင့်တင်ထားတဲ့အဂရီယတာကိုအစ်စ်လဲဖို့အတွက်ဖြစ်ပြီးအထဲမှာရှိနေတဲ့အညစ်ကြေးတချို့ကိုလည်းသူ့ကိုဖယ်ပေးဖို့အတွက်တောင်းဆိုနေခဲ့တယ်ဘေးနားကစတီးတွေကိုတော့မထိဖို့အတွက်မာနေခဲ့ပြီးဖက်ပါလည်းအဲ့ဒါကိုလဲပေးလိုက်ရတယ်ဒီလိုနဲ့အချိန်တွေအားလုံးညင်တက်နေတဲ့ချိန်ထိုနီကတော့အိမ်တွင်းပုံနေရပြီးပြင်းနေတဲ့ထိုနီတယောက်ကတော့သူ့ဂူထဲမှာလုတ်ခဲ့တဲ့ဆက်ရုပ်ကိုပြန်ပြီးတော့ကြည့်နေခဲ့ကပြန်ပြီးအဆင့်မြင့်ကတီထွင်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်အဲ့လိုနဲ့ထိုနီတယောက်နေမနာညမနာတီထွင်နေခဲ့ပြီးဘယ်သူကမှလည်းမပြောပြဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါမှာတော့ဘသူ့အတွက်မှလုပ်ပေးမှာမဟုတ်ပဲသူ့ကိုယ်ပိုင်အတွက်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့တီထွင်မှုတွေကရန်ကိုခက်ခဲနေခဲ့ပြီးစမ်းသပ်မှုတွေလည်းမအောင်မြင်သေးပဲဖြစ်နေခဲ့ကထိုနီတယောက်လာနဲ့ချီကစူးစမ်းနေခဲ့ရတယ်နောက်ဆုံးမှာတော့လေပေါ်ပြန်နိုင်တဲ့လေးစားတစ်ခုကိုဖန်တီးနိုင်သွားခဲ့ပြီးအရင်ဆုံးသူ့ရဲ့စတူကန်ထဲမှာပဲအပြန်ကိုလေ့ကျင့်သင်ကြားနေခဲ့တယ်နောက်ဆုံးမှာတော့သူ့ရဲ့ရှစ်ပြေးစရုပ်ပုံစံတစ်ခုကိုဖန်တီးနိုင်သွားခဲ့ပြီးအရင်ကသူလုပ်ခဲ့တဲ့လိုမျိုးအကြီးကြီးမဟုတ်တော့ပဲပို့ပြီးတော့သူ့ခန္ဓာကိုယ်နဲ့အန်ကိုက်ဖြစ်မဲ့ပုံစံမျိုးကိုတီထွင်ထားခဲ့တယ်စရုပ်ရဲ့ပုံစံကတော့စတီးပုံစံလိုမျိုးဖြစ်နေခဲ့ပြီးပထမဆုံးလုပ်ချင်တဲ့အရာဖြစ်တဲ့ပြန်တမ်းမှုကိုသူစတင်လိုက်တယ်အရင်ဆုံးစွမ်းရည်ကိုထုတ်လုပ်ကြည့်လိုက်တော့အဆင်ပြေနေတာကိုတွေ့လိုက်ရပြီးအပြင်ကိုပြန်ထွက်ဖို့အတွက်စမ်းကြည့်လိုက်တယ်သူ့ရဲ့မျက်လုံးကနေစကန်ဖတ်နိုင်တဲ့အစွမ်းကလည်းတော်တော်လေးကိုအဆင်ပြေနေခဲ့ကသူပြန်တမ်းနိုင်ပြီဆိုတာကသိလိုက်ရတယ်အဲ့လိုနဲ့အပေါ်ကိုပြန်ကြည့်လိုက်တော့သူ့ရဲ့ဝတ်စုံကစတင်ခဲလာခဲ့ပြီးသူ့ရဲ့ထိန်းချုပ်ရေး AI ဖြစ်တဲ့ Jarvis ကလည်းသူ့ကိုတတိပေးနေခဲ့ပေမဲ့အမြင့်ဆုံးထိပြန်သွားခဲ့တာကြောင့်သူ့ရဲ့ power system ကကျသွားခဲ့တယ်အဲ့လိုနဲ့ခဲနေတဲ့ရေခဲတွေကိုအမြင့်ဆုံးဖယ်ရှားနိုင်လိုက်ပြီးပင်လယ်ထဲကျကနီးလေးမှာပဲလွတ်မြောက်သွားခဲ့တယ်ဒီလိုနဲ့သူ့အိမ်ကိုပြန်လာတဲ့ချိန်မှာတော့အဆင်ပြေပြေရှိမနေတော့ပဲသူ့ရဲ့ကားပေါ်ကိုပြုတ်ကျသွားခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်အနည်းဆုံးကတော့အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်သူ့ရဲ့ upgrade အဟောင်းကိုလည်းဖက်ပါကမလွင့်ပစ်ပဲထိုနီအတွက်တေချာလေးသိန်းကလက်ဆောင်လေးပေးခဲ့လိုက်တယ်တစ်ဖက်မှာကြံခဲ့တဲ့တပုံဘက်ကခေါင်းဆောင်ကလည်းထိုနီရဲ့ပြက်စီနေတဲ့စက်ရုပ်အပိုင်းစားတွေကိုပြန်ပြီးတော့ဆက်ကြည့်နေခဲ့ကဒါကမှကဘာကြီးကိုထိန်းချုပ်နိုင်မဲ့လက်နဲ့ဆိုတာနားလည်သွားခဲ့တယ်တစ်ဖက်မှာတော့ထိုနီကသူ့ဘိုးယုံရဲ့ဒီဇိုင်းကိုဘယ်လိုလုပ်ရမလဲစဉ်းစားနေတော့အနီအောင်ထည့်လိုက်မယ်ဆိုရင်သူ့ဘိုးဆောင်ပို့မိုက်သွားမယ်ဆိုတာသိလိုက်ရတယ်ပြီးတော့ထိုနီကမပြောမဆိုနဲ့ပွဲတစ်ခုကိုတွားနေခဲ့ပြီး
အဲ့ဒီပွဲထဲမှာတော့ထိုနီကိုမလာနိုင်ဘူးဆိုပြီးလူတွေကထင်ထားခဲ့ကဖက်ပါတော်မှထိုနီရောက်လာလို့ဆိုပြီးတော့အံ့ဩနေခဲ့တယ်။တင်းတောင်မလေးကလည်းထိုနီကိုထပ်ပြီးတော့လာဆက်နေခဲ့ကထိုနီကတော့ဘသူ့ကိုမှမမှတ်မိပဲဖြစ်နေခဲ့တယ်။အဲ့ချိန်တင်းတောင်မကသူ့ကိုပုံချိုးလာပြလိုက်ပြီးအဲ့ဒီပုံတွေထဲမှာ Stark Industry ကတပုံတွေကိုလည်းလက်နက်ရောင်းနေဆိုတဲ့အချက်အလက်တွေကိုလာပြနေခဲ့တာကြောင့်ထိုနီလည်း OB ကိုတွားမေးလိုက်တော့ OB ကဒီကိစ္စတွေကိုထိုနီဝင်ပါစရာမလိုကြောင်းနဲ့ထိုနီလှုပ်လိုက်တဲ့ကိစ္စအတွက်လည်းထိုနီကိုတရားစွဲမဲ့သူကသူပဲဆိုပြီးတော့ပြောပြလိုက်တယ်။ဒီလိုနဲ့ထိုနီတယောက်သူတစ္ဆာပေါက်ခံလိုက်ရပြီဆိုတာကိုနားလည်သွားခဲ့တယ်။အဲ့လိုနဲ့ထိုနီလည်းသူလှုပ်လို့ရတာကိုလှုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအားလုံးပြီးဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့အနီရောင်ဝှယုံကြီးကိုဝှုတ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဒီတစ်ခါမှတော့ကိုယ်တိုင်ဝှက်စရာမလိုတော့ပဲသူ့ရဲ့ဆက်ရုပ်တွေကအားလုံးကိုတက်ဆင်ပေးနေခဲ့ပြီးထိုနီရဲ့နောက်ဆုံးဒီဇိုင်းဝှက်စုံကြီးကတော်တော်လေးကိုကျွတ်ဆွင်ပြီးတော့လှနေခဲ့တယ်။တစ်ဖက်မှာတော့တပုံတွေကအင်အားကြီးတဲ့ကြီးလာခဲ့ပြီးတိုနီတို့ကုမ္ပဏီကပတ်ပိုးပေးနေတဲ့လက်နက်တွေကြောင့်ရွာတွေတစ်ခုပြီးတစ်ခုကိုလိုက်သိမ်းနေခဲ့ကစစ်သားတွေကိုလည်းစုဆောင်းနေခဲ့ပြီးဖြစ်ပါတယ်။အဲ့အချိန်မှာတိုနီကသူ့ရဲ့ဝှယုံအစ်စ်ကြီးနဲ့ရောက်လာခဲ့ပြီးစစ်သားတွေကိုလည်းတစ်ချက်ချင်းကြီးလိုက်တီးနေခဲ့ကသူ့ရဲ့စွမ်းအင်ထုတ်လုပ်နိုင်တဲ့အစွမ်းကတော်တော်လေးကိုစွမ်းထက်နေတယ်ဆိုတာသိလိုက်ရတယ်။ပြည်သူတွေနဲ့တစားကန်လုပ်နေတဲ့တပုံတွေကိုလည်းတိုနီကတာယာလေးပဲတိုက်ခိုက်နိုင်လိုက်တယ်။ကြံနေတဲ့တပုံရဲ့ခေါင်းဆောင်ကိုတော့တိုနီကတာယာလေးဖမ်းလိုက်ပြီးနိုင်ချင်းခံရတဲ့ပြည်သူတွေလက်ထဲကိုအပ်ပေးလိုက်တယ်။တိုနီတယောက်အိမ်ပြန်တော့မဲ့အချိန်မှာတင့်ကာနဲ့သူ့ကိုလှမ်းပစ်လိုက်တာကြောင့်တိုနီလည်းအောက်ကိုပြုတ်ကျသွားခဲ့တယ်။ဒါပေမဲ့တင့်ကာကိုလည်းအတာယာလေးပဲလက်ထဲမှာထည့်ထားတဲ့ဒုံးကျည်နဲ့ပစ်ချလိုက်တယ်။ထိုနီတယောက်အိမ်ကိုပြန်လာတော့မှအမေရိကန်ရဲ့လေကြောင်းထဲကနေဘာမှမသိတဲ့ပြန်တမ်းမှုတစ်ခုကိုတည်င်းရရှိသွားခဲ့တာကြောင့်ဗိုလ်ချုပ်ရိုဒီကလည်းဂျက်လီရင်နှစီးလို့လိုက်ဖို့အတွက်ချက်ချင်းပဲအမိန့်ပေးလိုက်ကတိုနီစီကိုလည်းရိုဒီကဖုန်းလန်းဆက်လိုက်တယ်။ဘာမှမသိတဲ့မောင်းသူမဲ့ရင်တစ်ခုကတပုံလေးရဲ့စခန်းကိုဖျက်ဆီးခဲ့တာကြောင့်ဒါကတိုနီရဲ့လက်ချက်လာလို့မေးနေခဲ့ပေမဲ့တိုနီကတော့သူမဟုတ်ဘူးဆိုပြီးညင်းနေခဲ့တယ်။အဲ့ချိန်တိုနီရဲ့နောက်ကိုလည်းဂျက်လီရင်နှစီးကလိုက်နေခဲ့ပြီးဖြစ်ပြီးတိုနီကိုလန်းဆက်သွယ်လို့မရတာကြောင့်အဲ့ဒီဂျက်လီရင်တွေကရန်သူထင်ပြီးတော့တိုက်ခိုက်နေခဲ့ပြီးဖြစ်ပါတယ်။တိုနီလည်းတဲတန်ပြေးနေခဲ့ရပြီးနောက်ဆုံးမှာတော့တိုနီလည်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ရိုဒီကိုတတိပေးလိုက်ပြီးအဲ့ဒါကသူ့ပဲဆိုပြီးတော့ဝန်ခံလိုက်တယ်။ရိုဒီလည်းအဲ့ဒီကိစ္စကိုတခြားလူတွေကိုပြောပြလို့မရတာကြောင့်ဒီတိုင်းပဲညီနေခဲ့ရပြီဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကလေရင်ကတော့တိုနီကိုတွေ့သွားခဲ့ပြီဖြစ်ပြီးတိုနီကိုတိုက်ခိုက်ရင်လည်းမတော်တဆလေရင်တစည်းရဲ့တောင်ပန်းနဲ့တိုက်ခိုက်မိသွားခဲ့ကလေရင်မူးကလည်းဂျက်လေရင်ကနေထွက်လိုက်ရတယ်။ကန်ဆိုးကျင်တော့သူ့ရဲ့လေဒီကမပွင့်တာကြောင့်ဒုက္ခရောက်တော့မဲ့ချိန်မှာတိုနီကပဲဂျားထဲကနေကယ်ပေးလိုက်ရတယ်။ဒီလိုနဲ့ပဲရိုဒီလည်းသူ့ရဲ့ဂျက်လေရင်ကိုပြန်ဆုတ်ခိုင်းလိုက်ရတယ်။ဒါပေမဲ့တင်းစာရှင်းလင်းပွဲမှာတော့သူတို့တွေလေ့ကျင့်ရေးလုပ်နေတော့ဂျက်လေရင်တစင်းပြတ်ကျသွားခဲ့ကြောင်းပြောပြခဲ့တယ်။အဲ့ဒါကို OB ကလည်းစောင့်ကြည့်နေခဲ့တယ်။ပြီးတော့ OB ကတပုံကောင်းဆောင်နဲ့တွားတွေ့လိုက်ပြီးတပုံကောင်းဆောင်ကလည်းသူရရှိထားတဲ့လက်နက်တစ်ခုကိုပြမယ်ဆိုကခုထဲမှာတိုနီဖန်တီးခဲ့တဲ့ဆယ်ရုပ်ဝန်းစုံကိုပြလိုက်ပြီးဒါကရှေ့ပြေးပုံစံတစ်ခုပဲဖြစ်ကြောင်းနဲ့ပို့ပြီးတော့ကောင်းတဲ့ဟာကတိုနီမှာရှိနေပြီဖြစ်ကြောင်းပြောပြခဲ့တယ်။အဲ့လိုနဲ့တပုံကောင်းဆောင်ကအဲ့ဒီရှေ့ပြေးဝန်းစုံကို OBC ကိုပေးလိုက်မှဖြစ်ပြီးအပြန်အလှန်နေနဲ့နောက်ပိုင်းကျရင် OB ကသူ့ကိုပြန်ပြီးတော့လက်ဆောင်ပေးလိုက်မယ်ဆိုပြီးယုံကြည်နေခဲ့တယ်။ဒါပေမဲ့ OB ကတော့အာယုံကျော်ကိုဖျက်ဆီးနိုင်တဲ့ပစ္စည်းနဲ့သူ့ကိုတတ်လိုက်ပြီဖြစ်ပြီးတပုံတစ်ဖွဲ့လုံးကိုလည်းအပြတ်ရှင်းပစ်လိုက်တယ်။တိုနီကသူ့ရဲ့သွင်းရင်းမှုဖြစ်တဲ့ဖက်ပါကိုခေါ်လိုက်ပြီး OB ကသူ့ကိုတစ္ဆာပေါက်သွားပြီဆိုတဲ့အကြောင်းနဲ့ OB ကလက်နက်တွေကိုတပုံတွေစီလဲရောင်းကြောင်းနဲ့စစ်ပွဲကိုဖန်တီးနေတဲ့အဓိကတရားခံကလည်း OB ဖြစ်ကြောင်းပြောခဲ့ကသူတို့ကုမ္ပဏီရဲ့ကွန်ပျူတာကနေအချက်အလက်တွေကိုတွားယူပေးဖို့အတွက်ပက်ပါစီကိုခိုင်းလိုက်တယ်။ဒီလိုနဲ့ပက်ပါလည်း OB ရဲ့ရုံးခန်းထဲကိုတွားလိုက်ပြီးကွန်ပျူတာထဲကဖိုင်တွေကိုစစ်ကြည့်လိုက်တော့ထိုနီပြန်ပေးဆွဲခံရတဲ့အဓိကတရားခံကနောက်ဘက်မှာ OB ရှိနေတယ်ဆိုတာသိလိုက်ရတယ်။ OB လည်းသူ့ရဲ့လေးဝက်ချက်တွေပေါ်သွားပြီဆိုတာနောက်ဆုံးမှာတော့သိလိုက်ရတယ်။အဲ့လိုနဲ့ချက်ချင်းပဲသူ့ရဲ့သိပ္ပံပညာရှင်တွေစီကိုတွားလိုက်ပြီးစက်ရုပ်တစ်ကိုဖန်တီးခိုင်းထားခဲ့ပေမဲ့စက်ရုပ်မှာက power system လိုအပ်နေကြောင်းနဲ့သူ့ကိုစွမ်းအင်ပေးဖို့အတွက်သူတို့မှာပစ္စည်းမရှိဘူးဆိုပြီးပြောနေတဲ့အချိန် OB လည်းတခုခုကိုတတိယသွားခဲ့တယ်။ဒီလိုနဲ့တိုနီတယောက်တတိမထားမိခင်မှာပဲအာယုံကျော်ကိုတိုက်ခိုက်တဲ့ဖြစ်စီနဲ့တိုနီကိုတိုက်ခိုက်လိုက်ပြီးတိုနီတတိမိတ်နေတဲ့အချိန်မှာတိုနီရဲ့ရင်ဘတ်မှာရှိနေတဲ့အဂရီယေတာကိုယူဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ OB ထွက်လာတဲ့အချိန်မှာတော့အဂရီယေတာမရှိတဲ့တိုနီတယောက်အသေးအတန်ဖြစ်နေခဲ့ပြီးဖက်ပါသူ့ကိုတစ်ခါလက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့အဂရီယေတာအဟောင်းကိုပဲတွားယူဖို့အတွက်လုပ်နေရတယ်။သူမယူနိုင်ခင်မှာပဲသူ့ရဲ့စက်ရုပ်ကယူလာပေးခဲ့တာကြောင့်တိုနီလည်းအသက်ရှင်သွားခဲ့တယ်။တစ်ဖက်က OB ကတော့သူယူလာတဲ့အဂရီယေတာနဲ့စက်ရုပ်ထဲကိုထည့်နေခဲ့ပြီဖြစ်ပါတယ်။ဖက်ပါလည်းအေဂျင့်အနေနဲ့ OB ကိုဖမ်းဖို့အတွက်တွားနေတဲ့အချိန်တိုနီလည်းဖက်ပါကိုတွားတိုက်ခိုက်ဖို့အတွက်သူ့ရဲ့ဝတ်ရုံကိုဝတ်နေခဲ့ပြီပဲဖြစ်ပါတယ်။သူ့ရဲ့တငယ်ချင်းရိုဒီကလည်းအဲ့ဒါကိုမြင်လိုက်ရပြီးတော်တော်လေးအံ့ဩသွားခဲ့ရတယ်။အိမ်မှာကျန်နေတဲ့ဝတ်ရုံတစ်ခုကိုတော့နောက်တစ်ခါမှပဲဝတ်တော့မယ်ဆိုပြီးကားနဲ့ပဲလိုက်လာခဲ့တယ်။တစ်ဖက်က OB ကတော့စက်ရုပ်ကြီးကိုအသက်သွင်းနိုင်တော့ခဲ့ပြီဖြစ်ပြီးဖက်ပါကိုလည်းလိုက်တက်နေခဲ့ပြီဖြစ်ပါတယ်။ဖက်ပါတယောက်စက်ရုံရဲ့အပြင်ဘက်ကိုရောက်လာတဲ့အချိန်မှာတော့ OB လည်းမြေရောက်ထဲကနေထိုးထွက်လာခဲ့ပြီးဖက်ပါကိုဆုံးသက်ဖို့အတွက်လုံနေခဲ့တယ်။ဒီလိုနဲ့ဖက်ပါကိုတတ်တော့မဲ့ချိန်မှာပဲထိုနီကအချိန်မီလေးရောက်လာခဲ့ကသူတို့နှစ်ယောက်ကြားတိုက်ပွဲစတင်သွားခဲ့တယ်။ဒီလိုနဲ့လမ်းမပေါ်တွေပါရောက်သွားခဲ့ပြီး OB ကပြည်သူတွေရဲ့ကားတွေနဲ့ပါတစားကန်လုံနေခဲ့တယ်။ဒါပေမဲ့အမြင်မှန်ရသွားတဲ့ထိုနီကအပြစ်မဲ့တဲ့ပြည်သူတွေကိုပါကာကွယ်နေခဲ့ပြီးတစ်ဖက်မှာလည်း OB ကိုတိုက်ခိုက်နေခဲ့ရတာကြောင့်ထိုနီအနေနဲ့ OB ကိုဘယ်လို့မှမရှင်းနိုင်ပဲဖြစ်နေခဲ့တယ်။ OB ရဲ့ဝိယုံကပူကြီးနေခဲ့ကထိုနီလောက်တော့အဆင်မမြင့်ပေမဲ့သူလည်းသူ့နီးသူ့ဟန်နဲ့အဆင်မြင့်ထားခဲ့တာပဲဖြစ်ပါတယ်။ထိုနီကတော့သူ့ဝိယုံရဲ့ပြန်တန်းနိုင်တဲ့စွမ်းနဲ့ပြန်ပြနေတဲ့အချိန် OB ရဲ့စက်ရုပ်ကပါပြန်နိုင်တယ်ဆိုတာသိသွားခဲ့တယ်။ထိုနီလည်းအပေါ်ကိုပြန်ဖို့အတွက်လုံနေတဲ့အချိန်သူ့ရဲ့ဆက်သွယ်ရေးကနေဂျာဗေးကထိုနီရဲ့အဂရီယေတာကစွမ်း
စွမ်းရည်အလုံးလောက်မရှိကြောင်းပြောပြနေခဲ့ကထိုနီကတော့အပေါ်ဆုံးထိကိုပြန်ဖို့အတွက်ပြောနေခဲ့တယ်။ OB ကလည်းထိုနီကိုမိသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ရေခဲနိုင်တဲ့ပြဿနာကိုတော့ OB ကမဖြေရှင်းနိုင်သေးတာကြောင့်ထိုနီကပဲလက်သီးနဲ့တစ်ချက်ကျွေးပေးလိုက်ကထိုနီလည်းပါဝါကျနေခဲ့ပြီဖြစ်ပါတယ်။မြေပေါ်ကိုအချိန်မီပြန်ဆင်းလိုက်ပြီးနိုင်သွားပြီလို့ထင်နေတဲ့ချိန် OB ကနောက်ကနေရောက်လာခဲ့တယ်။ဒီလိုနဲ့ထိုနီလည်းမနှဲပြန်ပြီးတော့ခုခံနေခဲ့ရကပါဝါနဲနေတဲ့ထိုနီရဲ့ဝိယုံကဘလို့မှမခုခံနိုင်ပဲဖြစ်နေခဲ့တယ်။နဲ့ထိုနီကပဲသူတို့ရဲ့စခန်းမှာရှိနေတဲ့ Power Reactor ကြီးကိုပါဝါတွေအပြည့်ပွင့်လိုက်ဖို့အတွက်ပြောလိုက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုပါဖက်ပါကိုညွှန်ကြားပေးနေခဲ့တယ်။ပုံမှန်ဆိုရင်တော့အပေါ်မှာရှိနေတဲ့သူတို့နှစ်ယောက်လုံးကိုထိခိုက်မှာဖြစ်ပေမဲ့ပါဝါရာခိုင်နှုန်းတိတ်မကြံတော့တဲ့ထိုနီအတွက်ကတော့အဆင်ပြေမှာဖြစ်ပြီးစွမ်းရည်အပြည့်ရှိနေတဲ့ဖက်ပါရဲ့အရီယာတာကတော့စွမ်းရည်ကိုအလွန်ကျွံတော်လောင်မိပြီးတော့ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ဖက်ပါလည်းထိုနီခိုင်းတဲ့အတိုင်းလုပ်နေခဲ့ပြီးထိုနီကိုလည်း OB ကတက်ဖို့အတွက်ကြံစီထားခဲ့ပြီးဖြစ်ပါတယ်။သူကနှစ်20လုံးဒီလက်နက်စက်ရုံကြီးကိုတီထောင်ခဲ့ပေမဲ့ထိုနီလိုကောင်မျိုးကိုတော့ထက်တီးမခံနိုင်လို့ပဲဖြစ်ပါတယ်။ထိုနီလည်းဖက်ပါကိုခလုတ်ဖွင့်ဖို့အတွက်ပြောလိုက်ပြီးဖက်ပါလည်းခလုတ်ကိုနှိပ်လိုက်တဲ့အချိန်မှာတော့စွမ်းရည်နဲ့အများပြားဖျားထွက်လာခဲ့ကအပေါ်မှာရှိနေတဲ့ OB ရဲ့ဝတ်စုံတွေကိုကူးပြောင်းသွားခဲ့တယ်။ OB ရဲ့အရီယာတာလည်းပျက်စီးသွားခဲ့ပြီး OB လည်းစက်ရုံအောက်ကိုပြုတ်ကျသွားခဲ့ကသူတို့ရဲ့ power station တစ်ခုလုံးပောက်ကွဲမှုကြီးဖြစ်သွားခဲ့တယ်။ထိုနီရဲ့ reactor လည်းမျော့လေးတာကြံတော့ပြီးနောက်ဆုံးမှာတော့ထိုနီတယောက်တက်ရှင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ထိုနီတယောက်ဖြစ်သွားတဲ့အဖြစ်အပျက်တွေအတွက်သတင်းစာရှင်းလင်းပွဲလုပ်ရအောင်မှဖြစ်ပြီးထိုနီပြောရမယ့်စကားတွေကိုလည်းဖက်ပါတို့ကစာရွက်လေးစီစဉ်ပေးကပြင်ဆင်ထားခဲ့ပြီပဲဖြစ်ပါတယ်။အကြောင်းကတော့ဒီပျက်စီးမှုမှာထိုနီမပါကြောင်းနဲ့သူကတခြားနေရာမှာရောက်နေတယ်ဆိုတာကိုပြောရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ထိုနီတယောက်စာရွက်ကိုကြည့်ရင်သတင်းတောက်တွေရဲ့တန်တရားတွေကိုဖြေတော့မယ့်အချိန်မှာထိုနီကတော့ထိုနီပဲမို့သူက Iron Man ဖြစ်ကြောင်းကိုပြောလိုက်ကသတင်းတောက်တွေအားလုံးလည်းစူညံပွက်လို့ရိုက်သွားခဲ့ပြီဖြစ်ပါတယ်။